အမျိုးသားတယောက်ရဲ့အိတ်ကက်ထဲကနေတပ်ပုံဟောင်းတစ်ပုံဟာမြေပြင်ပေါ်ကိုမတော်တဆပြုတ်ကျသွားခဲ့ပါတယ်။စကားမပြောနိုင်တဲ့စွန့်နာမကြမိန်းကလေးတယောက်ကအဲ့ဒီတပ်ပုံကိုကောက်ယူပြီးသူ့ကိုပြန်ပေးဖို့လုပ်တဲ့အချိန်မှာပဲတပ်ပုံကိုကြည့်လိုက်မိပြီးသူမတကူလုံးဆုံးသွားခဲ့ရတယ်။ဘာလို့လဲဆိုတော့တပ်ပုံတွေကကောင်မလေးကတခြားသူမဟုတ်ပဲသူမရဲ့ငယ်ဘဝတပ်ပုံဖြစ်နေလို့ပါ။ဒီလူစီမှာသူမရဲ့တပ်ပုံဘယ်လိုလုပ်ရှိနေတာလဲဆိုတာကိုသူမမစင်စားမိခင်ပါတယ်။အဲ့ဒီအမျိုးသားကရုတ်တရက်ဒေါသကြီးဖြစ်သွားခဲ့ပါတယ်။သူမစီကနေတပ်ပုံကိုအတင်းလူယူပြီးစောင့်ကန်ပစ်လိုက်တာကြောင့်မိန်းကလေးဟာမြေပြင်ပေါ်ကိုလဲကျသွားခဲ့ရတယ်။ဘာလို့လဲဆိုတော့ဒီတပ်ပုံဟာလွန်ခဲ့တဲ့အနှစ်20ကကွဲကွာသွားခဲ့တဲ့သူ့ရဲ့ညီမလေးချန်ရိတ်ခဲ့တဲ့နောက်ဆုံးမှတ်တရဖြစ်နေလို့ပါ။တပ်ပုံမှာပြေးပွားသွားတာကိုမြင်တော့သူဟာစိတ်မထိန်နိုင်ပဲမိန်းကလေးကိုရိုက်နှက်ပါတော့တယ်။တကယ်တော့သူအခုလိုရက်ရက်ဆက်ဆက်ရိုက်နှက်နေတဲ့မိန်းကလေးဟာသူနှစ်ပေါင်းများစွာအသေးတန်ရှာဖွေနေခဲ့တဲ့သူ့ရဲ့ညီမအရင်ခောက်ခောက်ဖြစ်နေတယ်ဆိုတာကိုသူလုံးဝမသိခဲ့ပါဘူး။တကယ်တော့လွန်ခဲ့တဲ့အနှစ်20ကအဲ့ဒီမိန်းကလေးဟာလူကုန်ကူးသူတွေရဲ့ပြန်ပေးဆွဲခြင်းကိုခံခဲ့ရတာပါ။ဒါပေမဲ့အဲ့ဒီမိန်းကလေးနဲ့သူမရဲ့တငယ်ချင်းကောင်လေးတို့ဟာတနည်းကတိနဲ့ထွက်ပြေးလွတ်မြောက်လာခဲ့ကြတယ်။သူတို့ဟာအိရှိယာကိုဦးတည်ပြီးအားကုန်ပြေးနေကြတော့ရုတ်တရက်ကောင်လေးကမောပန်းလုံးလို့လဲကျသွားခဲ့ပါတယ်။ပြီးတော့မိန်းကလေးကိုငါဆက်မပြေးနိုင်တော့ဘူး။မင်းပဲလွတ်အောင်ပြေးတော့လို့ပြောခဲ့တယ်။လူကုန်ကူးသူတွေကနောက်ကနေအနီးကပ်လိုက်လာနေတာကြောင့်မိန်းကလေးဟာကောင်လေးကိုမြတ်တော်ထဲမှာဝတ်ထားပေးခဲ့ပြီးကောင်လေးစီကမိသားစုအဆောင်လက်ဖွဲ့ဆွဲချိုးကိုကြည့်ကငါသူတို့ကိုစောင့်နေတယ်လို့ငါရဲ့မိဘတွေနဲ့အကိုတွေကိုပြောပေးပါလို့မှာကြားခဲ့ပါတယ်။ဒီလိုပြောပြီးတာနဲ့သူမဟာကောင်လေးကိုကယ်တင်ဖို့အတွက်လူကုန်ကူးသူတွေရဲ့အာယုံကိုသူမစီရောက်အောင်တမင်တကာဆွဲဆောင်ပြီးထွက်ပြေးခဲ့ပါတယ်။ဒါပေမဲ့တိတ်မဝေးတဲ့နေရာမှာတင်လူကုန်ကူးသူတွေကသူမကိုဖမ်းမိသွားခဲ့တယ်။ဒေါသထွက်နေတဲ့အဲ့ဒီတိရစ္ဆာန်ရဲတွေကတစ်သားလုံးနဲ့သူမရဲ့လက်ချောင်းကိုထိုးဆိုင်ပြီးဒဏ်ရာရအောင်လုပ်ခဲ့ကြပါတယ်။ဒါကြောင့်မို့လို့ပဲသူမဟာတစ်သက်လုံးစကားမပြောနိုင်တဲ့စုံဘဝကိုရောက်သွားခဲ့ရတာပါ။ကောင်လေးကဒါတွေအားလုံးကိုမြင်တွေ့ခဲ့ပေမဲ့အဲ့ဒီအချိန်မှာဘာမှမလုပ်နိုင်ခဲ့ပါဘူး။ဘာလို့လဲဆိုတော့အသက်ရှင်ကျန်ရင်းမှသာသူမအတွက်ကလေးစားချပေးနိုင်မယ်ဆိုတာကိုသူသိနေခဲ့လို့ပါ။ဒီလိုနဲ့နှစ်ပေါင်း20ကြာသွားတဲ့အခါအဲ့ဒီကောင်လေးဟာချမ်းသာတဲ့ CEO တယောက်ဖြစ်လာခဲ့ပေမဲ့ဒီနှစ်တွေတစ်လျှောက်လုံးအဲ့ဒီမိန်းကလေးကိုရှာဖွေဖို့သူဘယ်တော့မှမရက်နာခဲ့ပါဘူး။အခြားတစ်ဖက်မှာတော့မိန်းကလေးရဲ့ဖခင်ရင်းဟာသမီးဖြစ်သူကိုလွမ်းဆွတ်တဲ့တောကတွေကြောင့်ပြင်းထန်စွာဖျားနာနေခဲ့ပါတယ်။သူမကွယ်လွန်ခင်မှာပဲသူ့ရဲ့ပိုင်ဆိုင်မှုအများစုကိုပျောက်ဆုံးနေတဲ့သမီးဖြစ်သူရဲ့နာမည်ပေါ်လွှဲပြောင်းပေးခဲ့ပြီးသူ့ရဲ့သားတွေကိုဘာပဲဖြစ်ဖြစ်ညီမဖြစ်သူကိုအရောက်ရှာဖို့အမိန့်ပေးကကွယ်လွန်သွားခဲ့ပါတယ်။အတော်အတွင်းမှာပဲအရွယ်ရောက်လာပြီဖြစ်တဲ့အဲ့ဒီမိန်းကလေးဟာဆေးရုံမှာရှိတဲ့သူမကိုမွေးစားထားတဲ့အမေစီကိုသွားနေလုံးရုတ်တရက်ရင်ဘတ်ထဲကပြင်းပြင်းထန်ထန်အောက်လာပြီးမြေပြင်ပေါ်လဲကျသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသူမရဲ့အကိုအရင်3ယောက်ဟာသူတို့ဖခင်ရဲ့ရုပ်လောင်းကိုတည်ဆောင်ပြီးဖြစ်သွားခဲ့ကြတယ်။ဒါပေမဲ့နှစ်ပေါင်း20တောင်ကြာသွားခဲ့ပြီဖြစ်လို့သူတို့တယောက်ကိုတယောက်မမှတ်မိကြတော့ပါဘူး။ဖခင်ရဲ့ရုပ်လောင်းကိုမြင်လိုက်ရတဲ့အချိန်မှာမိန်းကလေးရဲ့ရင်ထဲမှာထူးဆန်းတဲ့ခံစားချက်နဲ့နာကျင်မှုတွေဖြစ်ပေါ်လာခဲ့ပေမဲ့ဘာကြောင့်လဲဆိုတာသူမသိခဲ့ပါဘူး။သူမဟာမွေးစားအမေစီကိုဆက်ပြီးအပြေးသွားတော့လမ်းမှာလူမိုက်တယောက်နဲ့မတော်တဆတိုက်မိသွားခဲ့ပါတယ်။မိန်းကလေးကချက်ချင်းတောင်းပန်ခဲ့ပေမဲ့လူမိုက်ကဒေါသထွက်ပြီးသူ့မို့ကိုရိုက်နှက်ပါတော့တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲသူ့ရဲ့အကြီးကမိန်းကလေးရဲ့လက်ပင်ကအဆောင်လက်ဖွဲ့ဆွဲကြိုးပေါ်ကျရောက်သွားပြီးဒါဟာချမ်းသာတဲ့ရှမ်းမိသားစုကနှစ်ပေါင်းများစွာလက်လံရှာဖွေနေတဲ့အဆောင်လက်ဖွဲ့ပဲဆိုတာချက်ချင်းသဘောပေါက်သွားခဲ့ပါတော့တယ်။မကြခင်မှာပဲမိန်းကလေးဟာမွေးစားအမေရဲ့ဆေးရုံခန်းထဲကိုရောက်သွားခဲ့ပြီးမွေးစားအမေဟာကျိုးနဲ့တုံ့နှောင်ခံထားရတာကိုတွေ့လိုက်ရတယ်။တကယ်တော့မွေးစားအမေရဲ့သမီးရင်းကဒီမိန်းကလေးကိုအသက်50အရွယ်လူကြီးတယောက်စီရောင်းစားဖို့ကြံစည်နေတာပါ။မွေးစားအမေကကန့်ကွက်တဲ့အခါသူ့မကိုအသက်မထွက်နိုင်အောင်အတင်းကျိုးတုပ်ထားပြီးမိန်းကလေးကိုသဘောတူအောင်အတင်းအကျပ်ဖိအားပေးပါတော့တယ်။ဒါပေမဲ့မိန်းကလေးကလုံးဝညှင်းဆန်တဲ့အခါကောက်ကျစ်တဲ့အဲ့ဒီမိန်းမကသူ့မကိုလူမိုက်တွေရဲ့လက်ထဲအတင်းအနှံပြီးထွက်သွားခဲ့ပါတယ်။လူမိုက်တွေကမိန်းကလေးကိုစော်ကားဖို့ကြိုးစားကြတော့သူမရဲ့အဆောင်လက်ဖွဲ့ဆွဲချိုးဟာမြေပြင်ပေါ်ကိုပြုတ်ကျသွားခဲ့ပေမဲ့သူမသတိမထားမိခဲ့ပါဘူး။သူမဟာတတိရှိရှိနဲ့လူမိုက်ကိုတစ်ချက်ကန်ပြီးအတင်းရုံထွက်ကထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။သူမအသက်လူပြီးပြေးလာရင်လမ်းမပေါ်မှာကားတစ်စီးရဲ့ရှေ့ကိုရုတ်တရက်ရောက်သွားခဲ့ပါတယ်။ကားထဲမှာထိုင်နေတဲ့သူကတခြားသူမဟုတ်ပဲသူမငယ်ငယ်ကအသက်ကယ်ပေးခဲ့မှုတဲ့ငယ်တငယ်ချင်းကောင်လေးဖြစ်နေမှန်သူမမသိခဲ့ပါဘူး။ CEO ဟာသူမကိုကားတိုက်မဲ့အနေရကနေကယ်တင်ပေးခဲ့ပေမဲ့သူမရဲ့အဆောင်လက်ဖွဲ့ဆွဲချိုးကဆေးရုံမှာကြံရစ်ခဲ့တာကြောင့်သူမဟာသူ့ရဲ့ငယ်တငယ်ချင်းဆိုတာကိုသူသတိမထားမိခဲ့ပါဘူး။ဒါပေမဲ့ CEO ကဒီမိန်းကလေးဟာမွေးစားခံထားရတဲ့သူဖြစ်ပြီးဒုက္ခရောက်နေတာကိုသိတဲ့အခါသူမကိုအိမ်အောင်ရေးစာချုပ်တစ်ခုလုပ်ဖို့ကမ်းလှမ်းလိုက်ပါတယ်။ဒါဆိုရင်သူလည်းမိသားစုရဲ့အိမ်အောင်ပြုဖို့ဖိအားပေးတာကနေလွတ်မြောက်နိုင်တယ်လို့မိန်းကလေးကိုလည်းကာကွယ်ပေးနိုင်မှာဖြစ်လို့ပါ။ဘာရွေးချယ်စရာမှမရှိတော့တဲ့အတွက်မိန်းကလေးကသဘောတူလိုက်ပြီးသူကသူမကိုသူ့ရဲ့အိမ်ကိုခေါ်ဆောင်လာခဲ့ပါတော့တယ်။ကဲဒီတော့နောက်ထပ်ဘာတွေဆက်ဖြစ်လာမလဲ။သူရက်ရက်ဆက်ဆက်ရိုက်နှက်ခဲ့တဲ့စွန့်မိန်းကလေးဟာသူကိုယ်တိုင်ရှာနေတဲ့ညီမလေးဖြစ်နေမှန်းသိသွားတဲ့အခါ CEO တယောက်ဘယ်လောက်ထိနောင်တတွေနဲ့ရင်ခွဲရမလဲ။အကိုအရင်3ယောက်နဲ့ကောဘယ်လိုပြန်ဆောင်ကြမလဲဆိုတာကိုဆက်လက်ကြည့်ရှုဖို့အတွက်ဒီဗီဒီယိုလေးကို follow လုပ်ထားပေးကြပါဦးနော်။